ဂျပန်မှာလေတချို့တွေစပိန်ပျောက်သွားတယ်ပေါ့နော်စပိန်ပျောက်သွားလဲမအားဘူးရဲစခန်းမသွားဘူးလို့မတိုင်ဘူးလို့ရှိရပေါ့နော်မလုံနဲ့နော်စပိန်ပျောက်သွားရင်လေကိုကစပိန်ကအဆုံးရှုံးခံနိုင်နေဆိုရင်တောင်လေရဲစခန်းကိုတော့သွားတိုင်တင်တယ်ဒီကဟင်းဘာလို့သွားတိုင်ရမှာလဲဟိုမပုံတင်ထားတဲ့နံပါတ်တွေလည်းမမှတ်မိတော့ဘူးရဲစခန်းသွားရင်လည်းစကားမပြောတတ်တော့ဘူးเนาะရဲကိုလိပ်ပတ်လေအောင်မရှင်းတတ်ဘူးရတယ်စပိန်မဲ့အဆုံးခံလိုက်တော့မယ်ရဲစခန်းသွားမတိုင်ချင်ဘူးဆိုတဲ့လူတွေခဏခဏမြင်ဘူးပါတယ်ရဲစခန်းသွားတိုင်ရမယ်เนาะဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကိုစပိန်ကိုခိုးသွားတဲ့တခိုးကလေတခုခုပေါ့เนาะမှုခင်းတွေဘာတွေမှာကျူးလွန်ပြီးတော့အမှုတွေဘာတွေထဲမှာကိုစပိန်ပါနေလို့ရှိရင်စပိန်ကနံပါတ်နဲ့ကိုစီကိုလိုက်လာတတ်တယ်เนาะအဲ့ဒါကြောင့်မလို့ဂျပန်မှာရောက်နေတဲ့လူတွေစပိန်တွေဘာတွေပျောက်သွားပြီဆိုရင်ရဲစခန်းကိုတိုင်မှာရဲစခန်းမှာတိုင်ချက်ဖွင့်ထားရင်နံပါတ်လေးရတယ်အဲ့နံပါတ်လေးကိုတင်ထားပါတော့เนาะကိုစပိန်ကမရက်ရတဲ့နေရာမှာရက်ပြီးတော့ဖမ်းခံရတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့တကယ်တခိုးသွားတာလည်းဖြစ်နိုင်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်စပိန်ပျောက်ရင်ရဲစခန်းတိုင်မှာစပိန်ရက်ရင်တော့ခတ်ပြီးတေချာရက်ပါဟင်းတော့ခတ်ထားရင်တော့တခိုးတယ်တဲ့ဟုတ်တယ်အခုဂျပန်မှာတခိုးတွေရှိတယ်เนาะအဲ့တော့သတိထားပါ